他的信仰没被不看的越呀没，越我懂的越啊，伢学的伢都是的，我就地被不看的越，他比较多他了，后来学不学呀？学嘛大的，肯定大家比了嘛，啥的，现在的比了没大那。地啦，那么他，大那地啦，大那么把单子呀，写干你呀没，地啦么把单子呀，对处理你呀没，要把一过来处理，你每个大事的你呀给呀没，你那点单子你把那路的地啦，那么他你咋办的？对未必你呀。阿妹就我看他们他们把路没越路没拍路，非不看这个了。越他们把单子呀，越他们吉林我比你呀没，老百姓越他们把路是，这边那些吉林比较地方了，越他来把呀没，他那地啦他们他越他，为白的那么把单子呀，你本你的罗里，为白的那么把单子呀，你本你的罗里，那。地啦，ตะมันตะเย็นตะภาวนาလောရဘူးလားလောရပါတယ်ဒီငါချောင်းပြီးရင်တော့စွန့်တယ်ပါရလားဒါနာသီလသမထမေတ္တာဘာဝနာအဲ့ဒီကြိုးတရားတွေလုပ်ရမယ်ပိုက်ဆံရှိမှပိုက်ဆံပေါ်မှာဆုံးတတ်မှာမဟုတ်ဘူးအိမ်မှာတောက်တော်ရည်တဲ့ဘုရားကြီးဆွတ်လာတယ်သူကအဲ့ဒီဘုရားကိုတနေ့ကို၃ချိန်မကတ်ဘူးအချမ်းသာတာလည်းမပြောဘူးဟုတ်လားတနေ့ကို၃ချိန်ကတ်တဲ့ဒိဋ္ဌာနာပါရမီမဖြစ်သွားဘူးလားမှန်ပါဗျာဒီခေတ်ဒီချိန်ကမယ်ဒီခေတ်ဒီချိန်ကမယ်ညဒီချိန်ကမယ်၃ချိန်ကကတ်ဆန်းစွမ်းအားတွေမမြင်ဘူးလားမြင်ပါဗျာကြောင့်စွမ်းအားတွေဒီမှာလာတယ်မောင်းတယ်လားဒီကတော့အဲ့တော့နေ့စဉ်နေ့တိုင်းမိမိတို့ရဲ့နှလုံးသားထဲမှာအမုန်းတရားတွေမရှိဖို့မေတ္တာတရားတွေပြည့်ဖို့စွမ်းအားတွေမပြည့်ရဘူးလားပြည့်ရပါဗျာဒါကြောင့်မို့ဆက်တယ်ပြည့်လို့ဆက်တယ်တော့ဆက်ဟဲ့လားအဲ့နေ့စဉ်နေ့ညနေတိုင်းနေတဲ့ကုသိုလ်တရားတွေဖြစ်နေဖို့စွမ်းအားတွေမြင့်နေဖို့မိမိတို့ဘဝမှာဘာတွေများရှိရမလဲကုသိုလ်တွေများရှိရကုသိုလ်ရှိမှဘာတွေလာမှာလဲဘဝလာမိချေတရားတော်ပြီးဒီဘုန်းကြီးတော်ပြည့်စုံတာလည်းဘုရားဟောကုသိုလ်ရှိမှဘဝလာခြင်းဘာရှိရမလဲကုသိုလ်ရှိရတယ်တနေ့တချို့ကတနေ့ကိုချိန်တော့ဘုရားမရှိဘူးချိန်တော့ဘုရားမရှိဘူးအဲ့လိုလူပြောထားတယ်မပြောတော့ပါဘူးလူပြောထားတယ်လူကအဲ့လိုကိုမခေါ်ကြဘူးတောက်တော်ရေသုံးရေကပ်ဖို့ဆိုဝေးလေးတယ်တဆန်းမှာဘာလဲလိုက်နေတယ်အတန်တိတ်ကြီးဘကွာအောင်တန်တိတ်ကြီးဘကွာအောင်ပိုးလုံးဆိုများမှာဆို၄လုံးပဲခင်ဗျားတို့ပြတော့အရဟံအိတိဘဂဝါအရဟံဆိုတာလူမင်းနဲ့မြမမင်းနေရဝိစင်တော်ရောပူဇော်ထုကိုခံတော်မူတဲ့မြတ်စွာဘုရားသိရှိဆိုတာမိမိဖြစ်ခြင်းနာကျေဝဲမရှိခြင်းနာအထွတ်အထိပ်ရောက်ခြင်းနာရွှေရည်နဒီလိုဒီမှာဘုရားဘာဝင်လို့ဟုတ်လားစပယ်ရှယ်စပယ်ရှယ်ကားတစ်လုံးစီ channel everyday သုံးပြီးတော့မှစွမ်းအားတွေမြင့်နေတာအဲ့တော့အဲ့ဒီလိုမိမိတဏ္ဍာမှာအတိုင်းသိတိဆိုတာမိမိဖြစ်ခြင်းလို့ကျင်နာရခြင်းနာအောင်မြင်ခြင်းနာတွေ့တရားကြပြပြနေတာဘဂဝါဆိုတာဘုံတော်6စုံဂုဏ်တော်နဲ့နာနဲ့ပြည်စုံတော်မူသောမြတ်စွာဘုရားဆိုတာလေအရဟံဆိုတာလေတိတိဆိုတာလေတိဘဂဝါဘုရားဆိုတာလေတိအောင်တယ်ဆိုတာချမ်းသာတာကျင့်ပွားတာလိုလေစိမရှိတာအောင်မြင်တာကျင့်ကြံပွားများအားထုတ်ပြီးလူချမ်းသာနဲ့ချမ်းသာနိဗ္ဗာန်ချမ်းသာကိုရတာအောင်လားဟာလည်းတင့်လားနှစ်လားတင့်ပါဗျာအဲ့တော့ဘုန်းကြီးအာကျင့်စဉ်တွေပေးထားတယ်တင့်ပါဗျာဘာတွေဖြစ်စေခြင်းလို့လဲတင့်အဲ့တော့စားပြီးတင့်နေတာဖြစ်တယ်အိတ်ကြီးတင့်နေတာတင့်တယ်ဝါပြီးတင့်နေတာဖြစ်နေတာဟုတ်လားတကယ်ဖြစ်ချင်မနေ့ကို10ဘက်နေကင်း10ဘက်ည10ဘက်ခင်ဗျားတို့10ဘက်ပဲပြောတော့ဘုန်းကြီးတို့8000လေးတောင်စိတ်ပါကဲဟုတ်လားတနေ့ကိုခင်ဗျားတို့3ချိန်ပဲပြောတာဘုန်းကြီးဆို10ချိန်လောက်ပါလိမ့်ကဝင်တဲ့အချိန်လေးဆိုသူ့ဆို5ချိန်လောက်ဟုတ်လားလုံးမရတာဘုန်းကြီးဖြစ်တယ်လူဖြစ်တယ်ဘာကြောင့်လဲဒီလိုတဲ့ဘုန်းကြီးရှိတယ်5ချိန်ကားလို့လာဘူးလေကိုကိုပြန်ပြီးသွားမလာနဲ့ငါမလာနဲ့ပဲပြောတာကမတွေ့ချင်ဘူးဟာလားလုံးတဲ့လူပဲတွေ့ချင်တယ်မလုံးတဲ့လူပြောခေါင်းတော့ပြန်လာတယ်ဘယ်တော့ပဲဟောနားလည်းမဝင်ပြောလို့ပြောချင်ဘူးဟုတ်လားဒါကြောင့်လုံးပါလုံးကြအောင်အမိခံဗုဒ္ဓဘာသာမိယုဖလာဗုဒ္ဓဘာသာမဖြစ်ပါလေလေအမိခံဗုဒ္ဓဘာသာမိယုဖလာဗုဒ္ဓဘာသာဖြစ်ပါဗုဒ္ဓဘာသာဖြစ်အောင်ကြိုးစားရမယ်
ပညာဗုဒ္ဓဘာသာဖြစ်အောင်ကြိုးစားရအောင်ဘုရားသာပြောင်းပြောလဲပညာဗုဒ္ဓဘာသာဖြစ်အောင်ကြိုးစားမတူအောင်လုပ်စမ်းမှာမတူလဲလူဖြစ်မတူအောင်လုပ်စမ်းမှာမတူလဲလူဖြစ်တူအောင်လို့ပြဿနာတွေတင့်နေကြပြဿနာရှုပ်တာတူအောင်နေလို့ပဲတူနေလို့ရတတ်တယ်ဆိုလဲကြောင်းနေကြောင်းတူလို့တူလဲဒေါသကိုလဲဒေါသတူလဲမကောင်းပြောကိုအတင်းတော့တော့ Facebook ရေးကိုလည်းရေးတူတော့အဲ့တက်နောက်ပေါ်လည်းပြန်ပြောမှအဲ့လူတွေတတ်တဲ့လူတွေဖြစ်တဲ့လူပြဿနာတက်တဲ့လူတော့ဘာလို့ကြောက်လဲပြန်ပြောင်းပါလူတွေဟုတ်လားမတူအောင်နေမတွေ့ပါဘူးမတူအောင်နေရင်တွေ့ပါဘူးတူအောင်နေမလားမတူအောင်နေတော့မတူအောင်နေရပါဘူးဒီတော့တဲ့ကသာမျိုးမတူအောင်လုပ်ကြမတူအောင်နေရလက်ရှာနေလက်ရှာရင်အတူပဲတွေ့နေလက်ရှာရင်တွေ့တယ်ပါဟောဘုန်းကြီးဒီမျိုးပြောတယ်ဟောအဲ့ဒါလေးဟောဘုန်းကြီးကဒီမျိုးပြောတယ်ဘိုးတော်ကဒီမျိုးပြောမေတော်ကဒီမျိုးပြောဟောဒီမျိုးပြောတယ်လို့အခုမှမရတော့ရှင်းရှင်းလေးပြောတာအခုမှမရတော့ဘယ်ဆရာဘယ်လောက်အထိလုပ်တယ်လဲဘယ်လောက်အထိပေးဆံတယ်လဲတကယ်နိစ္စနေကြတယ်လဲစီစစ်ဝါဝါမြင်နိုင်ရွှေမဖြစ်တဲ့စစ်စပီးရပြောတာတရားပြောတာဝါဝါမြင်နိုင်ရွှေမဖြစ်စစ်စပီးရပြောတာတရားပြောတာဟုတ်လားတချို့ရွှေတူအစစ်တဲ့တောင်းတကြီးတွေ့တယ်မတာဘူးလားတာပါတယ်ဗျာအဲ့တော့ဘာတွေဝတ်ကြလဲတူတွေလိုဝတ်ကြဒီလိုလွယ်ပဲတော့ပတ်စံလည်းကိုကြတက်တာလေတော့အစစ်တရားမရှိတော့ဒါလောကမှာအဲ့ဒီလိုပဲကျင့်စဉ်တွေမှာအမျိုးမျိုးအဆက်ဆက်ပုံပုံကျင့်စဉ်တွေပေါ်လာတဲ့နဲ့ပေါ်ဘုရားတဲ့ဟုတ်တလားမဟုတ်တလားမစီစေရဘူးလားစီစေရတယ်ဒါကြောင့်မလို့မေဖို့နိဗ္ဗာန်ရလို့ကြောင်းနဲ့တောင်းခဲ့တာလည်းများပါပြီအကျင့်မပါဗလာတောင်းတော့အာညောင်းယုံပဲရှိလိမ့်မည်တဲ့အကျင့်မပါဗလာတောင်းတော့အာညောင်းပဲရှိလိမ့်မယ်အာညောင်းယုံပဲဘုရောဘာသာဖန်ဆင်းရှင်ဘာသာကယ်တင်ရှင်ဘာသာမဟုတ်ဘူး။ဘာပေးတဲ့ဘာသာလဲ။ဒီစနစ်ပေးတဲ့ဘာသာတေတကားဆရာတော်အားလုံးပေးမလို့ဘယ်နှခါပြောလဲ။ပြောပါဘူး။ပြောပြီးလို့လည်းလုပ်ပေးလို့ရပါတယ်။ဒါထက်ပါပြောလိမ့်တာလေအဲ့ဒါမှတ်သား။အဲ့တော့ရှင်းရှင်းလေးပြောတာအဲ့ဒါလုပ်ပေးလို့ဒါထက်ငါလုပ်ပေးမယ်ရပါတယ်ပြောဘာလို့လဲ။လိမ့်တာပဲဒါကြောင့်ဟုတ်လား။ကိုလုံးမှာကိုရဒီစနစ်ပညာဘုရားဟောတဲ့စနစ်တွေကိုမယူပါဘူးလား။ယူပါပါမယ်။ကိုလည်းတွိုင်းလိုက်တယ်ဒီတော့အိမ်သားတိတိကျွေးသားလို့ရရွေးဘုန်းကြီးတို့လည်းရုပ်ခဲ့ရတယ်ထုံနေတော့တီးသွားပြီဆိုပြောစရာလို့ဘုရားမောင်လည်းချမ်းသာရရှာကြမျိုးတော့တူရတဲ့တိုင်းလည်းလာပါသူတည်းကမရှိရဝေလည်းရတော့မှာအရင်မပေမဲတော့ဘူးပေါ့ဟုတ်လားအဲ့ဒါဆိုမရှိတော့ရှာမှာလေရှာပြီးတော့မှစုထုံလာပြီးတီးလာပြီးဆိုရင်ကျိုးသားတွေကမလို့တော့ပညာပဲသုံးရတော့ဟုတ်လားအဲ့တော့မမအောင်အဲ့ဒါမိုးလေးတွေပဲသုံးပြီးတော့မှလမ်းကြောင်းကိုမတင်ရဘူးလားတင်ရပါဘူးဘုရားရှင်ရဲ့ကိုမြင့်လို့တဏ္ဍာမှာဘဝလာခြင်းလေးကုသိုလ်ပင်တွင်မလို့ရဘူးလားမှန်ပါပါဗျာအဲ့ဆိုဘဝလာလူလေးဘဝလာလူလေးကုသိုလ်ပင်တွင်လောက်ကြပါတွင်လောက်ကြပါဘဝလာလူလေးဘဝလာလူလေးကုသိုလ်ပင်တွင်လောက်ကြပါတွင်လောက်ကြပါဘဝလာလူလေးဘဝလာလူလေးကုသိုလ်ပင်တွင်လောက်ကြပါလောက်ကြပါကုသိုလ်ဆိုတိတ်တိတ်လေးလည်းယူလဲကြီးကြီးလည်းယူလဲကလည်းအစားလည်းယူလဲကုသိုလ်ဖြစ်မယ်လို့ဆိုရင်တေးတာရောကြီးတာရောအလယ်ရောပုံလုံးရအောင်မယူရဘူးလားယူပါပါဗျာဒီနေ့ညာနေတဲ့နေ့ရခုစွန့်တက်ကြတယ်ရွှေရကုံဘောတွေညောင်ဆယ်ပင်ကမမြစ်တံကမတန်းကြည့်စီလည်းကိုကြည်ကြံပွားများအားထုတ်ကြတယ်လို့ဝါကုံမရွှေစင်မိသားစုနဲ့တကွာသင်္ဘောတိမိသားစုတွေဟောဝိသားသမီးတွေအကုန်လုံးစုပေါင်းပြီးတော့မှကိုတက်စွန်းနဲ့တက်ကြတယ်လူကြတယ်ဒါနတွေပြုကြတယ်အဲ့ဒီကုသိုလ်ကောင်းမှုတွေကိုဘဝအတွင်းယူလိုက်တာပဲကိုဘဝအတွင်းယူလိုက်တာပါကိုရဲ့အရေးလို့ပါမှာဒီကုသိုလ်တွေကစေတနာစိတ်ထားတစ်ခါလုံးလို့ဆိုမလုပ်ချင်တဲ့စိတ်ကတည်တန်းဖြစ်သွားတယ်အလူတစ်ခုလုံးမယ်ဆိုရင်မလုပ်ချင်တဲ့စိတ်ကတည်တန်းဖြစ်တာအဲ့ဒီတာနဲ့မျက်စိရောက်ကြော်ပြီးမှကုသိုလ်ဆိုတာတည်းရတာဝိပဿနာဆိုတာအရင်တွေ့တာဒါနဆိုတာအရင်ကက်တာဝိပဿနာဆိုတာအရင်ဒါနဆိုတာအရင်ခက်တယ်ကိုရှာထားတဲ့ဒီသူများပေးရတာတအားခက်တာအဲ့ဒီလွယ်ခက်တဲ့ဟာကိုလွယ်အောင်လုပ်နေတဲ့သာသမီတွေဟာမိမိတို့ဘဝအတွက်ကိုအတွေ့တန်ဖိုးတွေနဲ့ကောင်းကုန်တွေနေပြီးတော့မှဘဝလှအောင်လုပ်လိုက်တာအရာယူလိုက်တာစွဲအားတွေမြင်ပြီးတော့မှဘုံကြီးတက်လိုက်တာယနေ့ယခုလူတိုင်းရတဲ့ဒါနသီလသမထဝိပဿနာဘာဝနာကောင်းမှုဉာဏ်ကောင်းမှုတွေကို
ဘဝတန်တရားဆက်ဆံမှာတော်တတ်ကြတော်မိခင်ဖခင်ကျေးဇူးရှင်တို့အား၎င်းမြင်အပ်တဲ့ပုဂ္ဂိုလ်မမြင်အပ်တဲ့ပုဂ္ဂိုလ်တွေယောဂသောပုံမသောအာသာတသောနေတော်30ဝန်ကျင်းလဲကြဘုံတော်ဝိမတိကပိဋ္ဌာအပေါင်းတွေကိုထပ်တူညီမျှရကြပါလေဆိုအပရစေနာပြန်မဖြစ်သွားဘူးလားဖြစ်ပါပါဘုရားဒါကြောင့်မို့ဒါနသီလသမထဝိပဿနာမေတ္တာဘာဝနာစွမ်းအားတွေမြင်ပြီးတော့မှရတဲ့ကုသိုလ်တွေကိုရအောင်ယူပါကိုလုံထားတဲ့ကုသိုလ်တွေသူတို့ပြီးအမျှဝေမလျော့သွားဘူးကြားချင်တဲ့တော့မေးတယ်ဘုရားဟောအဲ့လိုမေးတော့လည်းလျော့သွားမလျော့ဘူးပြီးတဲ့များများဟုတ်လားကိုလုံးတဲ့အပရစေနာတွေချွေရအောင်ဟုတ်လားအဲ့တော့လို့ကုသိုလ်တွေကိုလည်းရအောင်လုပ်ပြီးတော့အများလည်းမင်းမပေးဝေရဘူးလားပေးရပါပါဒီနေ့ရကိုဒါတာမှုသီလမှုဘာဝနာမှုတွေကိုကောင်းမှုစုပြီးတော့မှစွမ်းအားတွေပြုပါဆောင်ရွက်လိုက်ကြတဲ့ကုသိုလ်ကောင်းမှုစုစုတို့သည်မိမိတို့ဘဝတစ်ခုအတွင်းတန်မိုးမြင့်သူတွေတန်မိုးတဲ့သူတွေတန်မိုးရှိသူတွေဖြစ်အောင်ဘဝလှသူတွေဖြစ်အောင်ကြိုးစားလိုက်ကြရပါပြီလားဝီတတိတရားလက်ကိန်းနာတာတတိတလုံးလက်ကိန်းသုံးရင်ချုပ်စိုးနိဗ္ဗာန်တဲ့အောင်ဝင်ကြရကုန်ဤဟူ၍ကောင်းစွာမသွေမင်ကြတော်မူခဲ့ပါပေတည်းဘယ်လဲဆိုဤတို့ပြုရာမြတ်ဘုံညကိုမိဘဘိုးဘွားဆရာသမားအစာထား၍ယနေ့ယခုအဋ္ဌံပြု၍ရွှေတကုံမချောစုစီတော်ဟောဒီညောင်ဆယ်ပင်တက်ကျင့်စဉ်မြတ်နေမမေတ္တာကမ္မထံကျင့်စဉ်လန်းအားကျင့်ကြံပွားများအားထုတ်ကြသောအာသမီအပေါင်းသူတော်ကောင်းတို့သည်မန်အလူကိုလူရန်ကြ၍ကုသိုလ်ရှိမှဘဝလှဟုသောတရားတော်မြတ်ကိုနာကြားရသောဓမ္မသာဝနာကုသိုလ်ကံစေတနာဒါပြတို့ကိုဘုမာဆောက်ချက်ဘိုးဆောင်နဲ့အိမ်ဆောင်နဲ့မြို့ဆောင်နဲ့ဒေဆောင်နဲ့ပြည်တော်တို့ဤစီဝါရှာယာမြို့ရွာဒေသနေပေတိတိမှာဆောင်းလျှောက်ကြသောဆောင်းလျှောက်ပေါင်းသူတော်ကောင်းတို့အားအမြဘေးဝေပါ၏ကောင်းမှုတော်ကိုအကြမ်းမရှိမသိမရှိမမြင်မရှိရပဲဇာတိမြင်သည်သိရှိရရှိခံစားနိုင်ပါသည်သာရှင်မြတ်တို့ဖျားကုသိုလ်တော်တော်ဆိုကြည့်တယ်